ကဲမင်္ဂလာရှိတဲ့ညနေခင်းလေးပါ မင်္ဂလာပါ ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျွန်တော်တို့ဘာကြောင့်ပြောရမလဲသိလားမသိဗျ သိပါတယ်အဲ့ဒါကဘာလဲဆိုရင်လူတစ်ယောက်အထူးသဖြင့်ခေါင်းဆောင်တစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ မှန်တာပေါ့စိတ်ပိုင်းဆိုင်နဲ့ပတ်သက်ပြီးတော့ဒါကဒီခေါင်းဆောင်ကဘာခေါင်းဆောင်လဲဆိုတာရှိသေးတယ်စီမံသားရခေါင်းဆောင်တွေပြော ဟုတ်တယ် ဘာခေါင်းဆောင်လဲဆိုတာစစ်ခေါင်းဆောင်ပါစစ်တပ်ရဲ့ချိန်ဥဆောင်တဲ့သူတွေပေါ့နော်အရင်ကြီးကြီးတယ်ဒီစစ်သားတွေကိုဥဆောင်ရတဲ့လူတစ်ယောက်ကဘာတွေလိုအပ်လဲဘာတွေဖြစ်လဲသူတို့ကိုပြောမယ်ဆိုရင်စန့်ကျင်တဲ့နေရာမှာတော့၎င်းတိုက်ခိုက်တဲ့နေရာမှာတော့၎င်းလှုပ်တဲ့အချိန်မှာဘယ်ဟာတွေကသူတို့ကိုသက်စာဖောက်စေတာလဲဘယ်ဟာတွေကသူတို့ကိုလောကမှာပြောင်းလဲစေတာလဲဘယ်ဟာတွေကသူတို့ရဲ့ဇယိုက်မှန်တွေကိုပို့စေတာလဲဆိုတာဒီနေ့ပြောမှပြောပါတယ်ကဲအဲ့ဆိုရင်ပြောကြည့်အောင်ခေါင်းဆောင်တယောက်အနေနဲ့ပြောမှဆိုစစ်ခေါင်းဆောင်တယောက်အနေနဲ့စစ်ကြီးတွေ့ရတဲ့ဘာတွေကဘယ်လိုလုပ်ဘေးကိုပြောင်းလဲသွားလဲဆိုရင်လေးပြောပြပါ PR ဒီလိုစိတ်စစ်နဲ့တွေ့ရင်လေခေါင်းဆောင်တစ်ယောက်ကနှစ်ဖက်ရှိအားဘာလဲဆိုသူကတိုးတက်သွားတာတခုသူကမြင်ပြီးတော့ပြောင်းလဲသွားတာတခုရဲ့နောက်တစ်ခုကသူကမထိန်ချုပ်နိုင်ပြီးတော့သူကပြောင်းလဲသွားတာဘာလဲဆို positive နဲ့ negative ပေါ့ကွာဘာလို့လဲဆိုရင်ဥပမာကျမတို့ခေါင်းဆောင်တစ်ယောက်ကပေါ့နော်စစ်ခေါင်းဆောင်တစ်ယောက်ကစစ်စင်ရေးတစ်ခုမှာတပတ်အကြာသူကသွားရမယ်ဆိုလို့ရှိရင်အဲ့ဒီတပတ်ထဲမှာသူကအဲ့ဒီစစ်စင်ရေးပေါ်မှာသူကလမ်းလောက်တယ်ပြီးရင် तू ကအောင်မြင်သွားနိုင်တယ်ဆိုလို့ရှိရင် तू အဲ့မှာစပြီးတော့ view ဟာအစ်စ်တွေလည်း तू ထိုက်ရနိုင်တယ်ဒါပေမဲ့တစ်ဖက်မှာ तू ကတစ်ပတ်လည်းမဟုတ်တစ်လလည်းမဟုတ်တစ်နှစ်လည်းမဟုတ်နှစ်နှစ်၄၅နှစ်တိတိ तू ကကြာအောင် तू ကအချိန်ပေးရပြီ तू ကသူ့ရဲ့စိတ်ဓာတ်ကို तू အများကြီးရင်းနှီးမြှုပ်နှံလိုက်ရပြီဆိုလို့ရှိရင်ခုနကတော့ပြောတဲ့ तू ကအဲ့ဒီကနေ तू ကပြန်လန်းလို့ရမယ့်အစားအဲ့ဒီကနေ तू သူ့ရဲ့ခေါင်းဆောင် accountability skill ကိုပုံမြင့်တင်ရမယ့်အစား तू ကဘာဖြစ်လဲဆိုရင် PR ပဲ तू ကအမြဲတမ်းခံစားရတယ်အဲ့တော့အမှဆိုလို့ရှိရင်ဘာဖြစ်တယ်လဲဆိုရင်အချိန်ကပေါ့နော်အချိန်ကလူကိုအရန်ဖိတော့တယ်ဖိတော့အမှသူ့ရဲ့ခေါင်းဆောင်နဲ့ဆွမ်းနေတဖြည်းနဲ့ကြားလာပြီးတော့ခုနကတော့တိုးတက်လာရမယ့်အစားပို့ပြီးဆုပ်ယုတ်လာပြီးတော့သူရဲ့ instant ဆိုရဟုတ်လား instinct instinct ဆိုရသူရဲ့အဖြစ်အမှန်ကပေါ်လာတယ်တဲ့ ဟုတ်တယ်ဆက်ပြောမယ်နော်ဘာလဲဆိုရင် instinct ပေါ်လာတယ် instinct ပေါ်လာတဲ့အချိန်မှာ instinct ကကျွန်တော်တို့ပြောမယ်ဆိုရင်ဒီသိပ္ပံနည်းကျပြောမယ်ဆိုရင်ကျွန်တော်တို့တောထဲကနေပြီးထွက်လာတဲ့အချိန်မှာကျွန်တော်တို့တောကနေပြီးတောထဲကမြောက်ကနေပြီးလူပြောင်းလာတဲ့အချိန်မှာ blight ပါလာတဲ့သွေးတွေကအရာပေါ့ပင်ကိုစရိုက်လို့ခေါ်တယ်အဲ့ဒါကဘာလဲဆို၄ချက်ရှိတယ်ပထမတစ်ချက်က safety လုံခြုံခြင်းလူတွေကလုံခြုံမှလုံလို့ရတယ်ဘာမှမဆိုလုံနိုင်တာ survival လူတွေကအသက်ရှင်ဖို့ပဲတွေးတယ်အသက်ရှင်ဖို့အတွက်ကျွန်တော်တို့ကဘာလုပ်လဲထမင်းချက်တယ်ထမင်းစားဖို့အတွက်လုပ်တယ်အသက်ရှင်ဖို့ရအတွက်ရေတောက်တယ်အသက်ရှင်ဖို့ရအတွက်ဘာမှမဆိုလုပ်ကြတယ်အသက်ရှင်ဖို့ရအတွက်ငင်းချမ်းချင်းနဲ့ပါတယ်ငင်းချမ်းချင်းကဒီကျွန်တော်တို့အချင်းစရိုက်ထဲမှာငင်းချမ်းချင်းကိုလိုချင်တဲ့အတ္တထဲမှာကျွန်တော်တို့ကအယံကိုမှလိုက်လာတဲ့တတဝါထဲမှာပါတယ်နောက်ဆုံးတစ်ခုက harmony ကဘာလဲဆိုရင်ညီညာမှုပေါ့နော်ကျွန်တော်တို့ရှိပါတယ်ပစ္စည်းလေးနည်းနည်းလေးပြောင်းလဲပြီးရွှေ့လေပစ္စည်းကမညီမညာဖြစ်စမ်းတယ်ကိုယ့်ရဲ့စိတ်ထဲမှာကတခုခုဖြစ်နေတာဒါကပြောမယ်ဆိုရင်ပင်ကိုယ်စိတ်ထဲမှာပါတယ်ဒါဘာကြောင့်လဲဆိုရင်လူကအဲ့လိုမျိုးညီညာချင်းမှသူ့ရဲ့ safety ကိုချိနေတာဖြစ်တယ်အဲ့ဒါကိုသိရမှာပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ PR အဲ့ဒီခုနကတော့လူရဲ့ instinct ကိုPR ပေးလိုက်တဲ့မညီမျှတော့တဲ့သူခံရတဲ့အရာတွေပေါ့နော်ဥပမာခုနကတော့သူအချိန်တစ်ခုပေးခဲ့ပြီဒါပေမဲ့ तू ကသူ့ရဲ့ဘန်းတိုင်ကိုမရောက်ဘူးပြီးတော့ तू စားရတဲ့ရွယ်ချက်ကလည်းမပြည့်နိုင်တော့ဘူးအဲ့ချိန်မှာစပြီးတော့လူထုတွေကသူ့ရဲ့နောက်လိုက်တွေပေါ့ပြောရမယ်နောက်လိုက်တွေကသူ့ကိုမထောက်ခံနိုင်တော့ဘူးပြီးတော့နောက်တစ်ခုကဘာလဲဆိုရင်အဲ့ဒီနေရာမှာ तू ကအသက်ရှင်ဖို့ပဲ तू ကစပြီးတော့ကြိုးစားလိုက်တယ်ဟုတ်တယ်ဘာလို့လဲဆိုရင်ဖိအားလာပြီဆိုတာနဲ့လူကခုနကတော့တွေးခေါ်နိုင်စွမ်းနေပြီးတော့သူ့ရဲ့လောက်ဆောင်နိုင်မှုတွေကအရန်ကြော့တလာပြီးတော့ तू ကဘယ်လိုမျိုးရှင်တန်ရမလဲ24နာရီအတွင်း तू ကဘယ်လိုမျိုးလူတွေကို तू ကဥဆောင်နိုင်ရမလဲဒါပဲတွေးရတယ်ရေရှည်အတွက်မတွေးတော့ဘူးပြီးတော့ခုနကတော့သူ့ရဲ့တကယ်တော့စိတ်ဝင်တိုက်ရတဲ့အရွယ်ချက်ကလည်းပျောက်သွားပြီအဲ့လိုမျိုးအဲ့တော့ခုနကတော့အသက်ရှင်ရမယ့်အရာကိုပဲ तू က focus ထားတယ်ပြီးတော့တစ်ဖက်မှာလည်း तू ကခေါင်းဆောင်ဆိုရဲ accountability ထက်ခေါင်းဆောင်ဆိုရဲအာဏာကိုပဲ तू ကပို့ပြီးတော့ကြီးရော်တယ်ဘာလဲဆိုရင် responsibility တွေဒါတွေကို तू ကမိသွားပြီးတော့အဲ့ဒီသူ့ရဲ့ခုနကတော့
ပြည်သူတွေအတွက်ရောဒါမှမဟုတ်သူကိုယ်တိုင်အတွက်ရောအသက်ရှင်ဖို့ရင်အတွက်ပဲသူကစူးစမ်းရတာပေါ့ ဟုတ်တယ်အဲ့ဒါကကျွန်တော်ပြောမယ်ဆိုရင်ဦးနာကဒါတွေကဖြစ်သွားတယ်ဘာကြောင့်ဖြစ်လဲဆိုရင်ဦးနာကပြောတယ် instinct ဆိုတဲ့ပင်ကိုစရိုက်နဲ့ဆိုရင်ပင်ကိုစရိုက်မှာစစ်ရောက်လာတဲ့အချိန်မှာစစ်ကဘာနဲ့ဆန့်ကျင်ပါလဲ စစ်က peace နဲ့ ငြိမ်းချမ်းတဲ့ဆန့်ကျင်ပါအဲ့မှာတခုပယ်လိုက်တော့နောက်ပြီးကြရင် PR ကဘာလို့ပေါ်လာတာလဲ PR ဆိုတာဘာကြီးလဲဆိုရှင်းရှင်းလေးပဲစစ်က PR ကိုဖြစ်စေတယ်အဓိကအဖြစ်ဥဆောင်တဲ့သူ PR ဖြစ်စေတယ်ဘာ PR လဲခေါင်းဆောင်အရေးအသွေး PR လို့ခေါ်တယ်။ဘာကြောင့်လဲဆိုရင်ခေါင်းဆောင်တယောက်လှုပ်တဲ့အချိန်မှာ तू ဥဆောင်ရတဲ့သူတွေမှာ तू လက်အောက်ငယ်သားတွေကသူ့ကိုမကြိုက်မှလဲစိုးရတယ်တစ်ဖက်မှာလဲ तू သာဖမ်းမိခဲ့ရင်ဘာဖြစ်မလဲဆိုတာလဲစိုးရတယ်အထူးသဖြင့်ကျွန်တော်တို့ပုံကန်နေတဲ့သူတွေပေါ့နော်ပုံကန်နေတဲ့ဒီစန့်ကျင်တဲ့အာနာပြောမဆိုရင်အစိုးရအာဏာတစ်ခုကိုစန့်ကျင်တဲ့အရာပေါ့နော်ပြောမဆိုရင်အာဏာရှိသောသူကိုစန့်ကျင်တဲ့သူတွေအဓိကခံစားရတဲ့သူတွေတဲ့ခါထဲမှာပါတယ်နောက်ပြီးကြရင်နောက်ဆုံးသိရမှာကကျွန်တော် safety ကတော့ရှင်းနေတယ်ဘာလို့ပယ်သွားလဲ safe ဖြစ်နေတယ် safe ဖြစ်နေတယ်ဆိုရင်လုံခြုံမှုဆိုတာလုံးဝပယ်ရမယ့်အရာတစ်ခုပဲ harmony အကြောင်းဦးနာပြောသလိုပဲကျွန်တော် PR အကြောင်းပယ်သွားတယ်ဒါလေးပဲနောက်ဆုံးတစ်ခုမှာကတော့ဘာပဲကြံခဲ့လဲဆို survival ပဲကြံခဲ့ survival ကြံခဲ့တာမို့လို့ဦးနာပြောတယ်24နှစ် level တွေ့တယ်နောက်ပြီးကြရင်တို့တွေ trust တွေ cooperation တွေလုံးဝမရှိတော့ဘာကြောင့်လဲဆို trust တွေ cooperation တွေဒီအတွေးခေါ်တွေပေါ့နော်သူတို့ဘာဆက်လို့ဘာလို့ဒီဟာတွေလောက်ရလဲဆိုတော့သူတို့ရဲ့ teleology ပေါ့နော်teleology ပဲပြောပြရစေသူတို့ရဲ့ existence ပေါ့နော်ဖြစ်တည်ခြင်း existence ကဘာလို့ပျောက်သွားလဲဆိုရှင်းရှင်းလေးပဲစစ်တရောက်တဲ့အချိန်မှာ PR ပေါ်တယ် PR ပေါ်လာတဲ့အချိန်မှာလူရဲ့ဖြစ်တည်မှုကဘေးပေါ်ပဲကြီးတော်လဲဆိုရင်သူကဒီ24နာရီအတွင်းမှာဘာလို့မှလဲသူကရှင်းရှင်းပြောမယ်ဆိုရင် emergency response ကိုခေါ်တယ်အတွေးကုန်မရှိဘူး okay instinct နဲ့သက်ဆိုင်တာပေါ့ဟုတ်ကဲ့အဲ့တော့ဘောနော်အဲ့တော့ခုနကတော့သူကဒီလိုမျိုး response ကအရင်ကပ်ပြီးတော့ short term အတွက်ပဲသူတွေးတော့တဲ့ခါမှာခုနကတော့သူ့ရဲ့ long term ကမရှိတော့တဲ့အတွက်ကြောင့်မို့တစ်ဖက်မှာလည်းသူကဘာရော့လာလဲဆိုရင်သူကလူတွေနဲ့သူ cooperation မလုပ်နိုင်တော့ပြီးလူတွေလည်းသူမယုံကြည်တော့ဘာကြောင့်လဲဆိုရင်နေရာတိုင်းမှာကွဲပြားနေပြီးတော့ကွဲပြားမှုကဘာကြောင့်ဖြစ်လာလဲဆိုတော့ခုနကတော့တစ်ဖက်မှာလည်းသူတို့ရဲ့ user နဲ့သူတို့ရှင်းတဲ့နေတဲ့လူတို့ဆိုပြီးတော့ तू ကလည်းဒီဖက်မှာသူ့ရဲ့ user နဲ့ तू ကတစ်ခုသူရက်တည်နေတယ်အဲ့ချိန်မှာနှစ်ခုကbalance မဖြစ်ဘူးအဲ့တော့ तू ကိုယ်တိုင်ကလည်း तू ဘက်ကလည်းတစ္ဆာဖောက်မလားသူ့အဲ့လိုမျိုးဖြစ်နေအဲ့တော့ तू ကမယုံကြည်နိုင်ဘူးအဲ့ချိန်မှာဘာပဲ तू တွေးလဲဆိုရင် तू အတွက်တစ္ဆာရှိပေးနိုင်ဆုံးလူက तू ပဲဖြစ်တော့တယ်ဖြစ်တော့တဲ့အတွက်ကြောင့်မို့ cooperation တွေမလုပ်တော့ဘူးဘယ်သူကမှလည်း तू မယုံကြည်တော့ဘူးဒါပဲအဲ့လိုပဲဒါပဲအဲ့ဒါမို့လို့ကျွန်တော်ရှင်းရှင်းလေးပဲဒါတွေကိုဖြစ်စေတယ်ဟုတ်ပါပြီဒါကြောင့်မလို့ဒါတွေကိုပြောင်းလဲစေမယ့်အရာတစ်ခုကရှင်းရှင်းပြောမဆိုရင် instinct ဆိုတဲ့အရာကိုပယ်ဖြတ်ဖို့ဖြစ်တယ် instinct ဆိုတာကကိုပင်ကိုစရိုက်ကကျွန်တော်တို့ဒီလိုမျိုးငြိမ်းချမ်းတဲ့အချိန်မှဖြစ်ပြီးဥပမာပြကွင်းရဆိုင်နဲ့ instinct ကမပေါ်လာဘူးဒါပြောမယ်ဆိုရင်ထမင်းဆိုင်နဲ့မပေါ်လာဘူးဘာကြောင့်လဲဆိုရင် instinct ဆိုတာကအရန်ကမှခက်ခဲတဲ့အချိန်မှာပေါ်လာတဲ့အရာတစ်ခုဖြစ်တယ်ဟုတ်ပါတယ်အဲ့ဒါမို့လို့ခက်ခဲတဲ့အချိန်မှာတော့ခေါင်းဆောင်ကတော့ကြုံရမှာပဲအဲ့ကြုံရတဲ့အချိန်မှာဘယ်လိုလုံးမှာလဲဆိုတဲ့အရာကိုယခုခေတ်ခေါင်းဆောင်တွေကဖြေရမှာဖြစ်တယ်အဲ့ဒီဖြေဖို့ရန်အတွက်ဘာလို့လဲဆိုရင်ကျွန်တော်ပြောတယ် inner stability လို့inner stability ရှိမှကိုတွင်းမှာအပြင်မှာမုံတိုင်းတိုက်နေပါစေအပြင်မှာကလူချင်းချင်းတက်နေပါစေအပြင်မှာကငါ့ကိုမုံတဲ့သူတွေရှိနေပါစေကိုယ့်ရဲ့အတွင်းထဲမှာကတည်ငြိမ်နေမယ်ဆိုရင်ကိုကအဲ့ဒီအချိန်မှာရေရှည်တွက်တွင်းနိုင်တယ်ရေရှည်တွက်တွင်းနိုင်မယ်ဆိုဘာလဲဆိုရင်ကိုဘာလို့ဒီကကိုလောက်ရလဲဆို philosophy ကကိုယ့်အထဲမှာရှိနေမယ်အဲ့မှာရှိတာမလို့သူများယုံလို့ရတယ်သူများယုံကြည်မှုရှိတယ်ယုံကြည်မှုရှိတော့ပေါင်းစပ်မှုရှိတယ်ပေါင်းစပ်မှုရှိတော့ကျွန်တော်တို့ principle ကလုံးဝမပြောင်းလဲပြီးခေါင်းဆောင်ကကောင်းကောင်းကိုတွေးနေမှာဖြစ်တယ်ဟုတ်တယ်အဲ့ဒါပဲအဲ့တော့အဲ့မှာလေအဲ့ခေါင်းဆောင်ကလည်းဒီနော် तू ကအဲ့သူရဲ့ principle ကို तू တကယ်သူရဲ့ inner stability နဲ့ तू တိုက်ရိုက်တောက်ရှော့လိုက်နေတဲ့အချိန်မှာ तू ကတခုထက်လိုတာပါလေဆိုရင်လူတွေကလေဘာလဲဆိုရင်မမြင်နိုင်တဲ့အရာကိုမယုံကြည်နိုင်ဘူးတိလားအေးမမြင်နိုင်တဲ့အရာတွေမယုံကြည်နိုင်ရဲ့တကြောင်မို့ तू ကတနေ့ကျရင် तू တည်သွားခဲ့လို့ရှိရင်ဥပမာခေါင်းဆောင်မရှိတော့ဘူးဆိုလို့ရှိရင် तूခုနကတော့ဥဆောင်နေတဲ့အဲ့ဒီအပိုင်းကပျက်စီးသွားနိုင်ခဲ့ရှိရဲ့အဲအကြောင်းမို့ဘာလုပ်လဲဆိုရင် institutions ကို तू ကစပြီးတော့ခေါင်းဆောင်တယောက်အနေနဲ့တိချဆွဲရတော့တယ်ဘာလဲဆိုရင်သူ့ကိုယုံကြည်တာထက်အဲ့ဒီစနစ်တစ်ခုကို तू ကတိချလေးချပြပြီးတော့အဲစနစ်အပေါ်မှာလူတွေမိခိုပြီးတော့လူတွေဆက်ပြီးတော့तू မရှိဘူးဆိုပေမဲ့လည်းနောက်ထပ်ခေါင်းဆောင်တယောက်ထပ်တက်နိုင်ဆိုအဲ့ဒီစနစ်ကိုကောင်း run နိုင်ဖို့ရန်အတွက်तू က
သွားနိုင်ဖို့အရေးကြီးတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် United States US လို့ပေါ့နော်သူကဟိုး1900အေးပေါ့1990ဝန်းကျင်မှာသူကဒီ George Washington ကနေစတဲ့ system ပေါ့နော်သူကassistant နဲ့စပြီးတော့တောက်လျှောက်လိုက်လာခဲ့တယ်သူကအဲ့ဒီ institutions ကလည်းခိုင်းတယ်ဒါပေမဲ့ခေါင်းဆောင်ကလည်းသူ့ရဲ့ institution တော့ဟိုတေချာလိုက်ပြီးတော့အဲ့စနစ်ကိုအသက်ဝင်အောင်သူလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ယနေ့ဒီချိန်တိုင်းမှာတော့တကယ်ပဲဆက်ပြီးအသက်ဝင်မလားဒါကတော့တပိုင်းပေါ့နော်အဲ့ဒါရှိဟုတ်တယ်အဲ့ဒါပဲကျွန်တော်တို့ခေါင်းဆောင်တယောက်ဖြစ်တဲ့ချိန်မှာသူ့အတွက်ကြီးပဲသူကြည့်လို့မရဘူးသူအသက်သူမရှိရင်လေဒါတွေကဆက်ရှိမှာလားဆိုတဲ့အရာတခုရှိတယ်ဟုတ်တယ်အဲ့ဒါကဘာလဲဆို24နိုင် question လို့24နိုင်ဆိုတော့ညဘိုင်းမှာတွေးတဲ့ question လို့ခေါ်တယ်။ဘာကြောင့်ဆိုငါသာမနှက်ဖြန်သိမယ်ဆိုရင်ငါမှာအောက်မှာရှိတဲ့လူငါမှာအောက်မှာရှိတဲ့အဖွဲ့အစည်းပါငါနဲ့ပြိုသွားမလားဆိုတဲ့အရာကိုတွေးတာဟာဖြစ်တယ်။အရာရေးကြည့်ပါလေ။အဲ့ဒါမို့လို့အဲ့ဒါတွေမပေါ်ခင်ပေါ့နော်ဥပမာပြောရဒီ institution တွေကိုမစောက်ခင်မှာကိုကခေါင်းဆောင်တယောက်ဖြစ်လာပြီး okay ထားပါတော့မင်းက instability ဆိုတဲ့အရာကိုရှိတယ်ရှိတဲ့ချိန်မှာမင်းကဆက်လို့အောင်ဆက်လို့ချိန်မှာမင်းကခက်ခဲတဲ့နေရာရောက်နေတာခက်ခဲတဲ့နေရာရောက်နေတဲ့ချိန်မှာဘာလဲဆိုရင်ကိုက strategy ရှိရတယ်ဒါပေါ့ strategy ရှိရအဲ့ strategy ကဘေးပေါ်သွားလာလဲဆိုရင်ကိုရှိတဲ့အရာနဲ့ကိုလုံနိုင်ခြင်းဟုတ်ပါတယ်အဲ့ဒါကပြောမယ်ဆိုရင်ကျန်းစာထဲမှာပဲရှိတာမဟုတ်ဘူးဘာလဲဆိုရင်လုံရှိသောအရာနဲ့လုံနိုင်ခြင်းဆိုတာကထားပါတော့ကိုကတနေရာကိုအုပ်ချုပ်နေရတယ်ဥပမာပြင်တပုံပဲဖြစ်ပါစေဥပမာပြင်အာနာကိုတော်လန်နေတဲ့လူတယောက်ပဲဖြစ်ပါစေစန့်ကျင်တဲ့သူတယောက်ပဲဖြစ်ပါစေတော်တော်မို့အုပ်ချုပ်ရတဲ့တပိုင်းတစ်စားလို့ရှိနေတယ်အဲ့စိတ်ရှိတဲ့အချိန်မှာဒီဟာကကိုကဒါကြီးမရှိလို့ပါကွာဒီဟာကြီးမလုပ်လို့ပါကွာဒီဟာတွေသူတို့တွေမရှိလို့ပါကွာဆိုပြီးပြောလို့မရဘူးဘာလဲဆိုရင်မင်းကမရှိတဲ့ဟာနဲ့မင်းလုံနိုင်ပြီလားဆိုပြီးတွေးတာမယ်အဲ့ဒါမှကိုကရှိတဲ့ဟာနဲ့ကိုလုံနေတာမဟုတ်လို့ယုံကြည်ချက်မှာကိုကရှိတဲ့လူနဲ့ကိုမှလုံနိုင်တယ်ယုံကြည်ချက်ကိုကိုကအမှမြင့်တင်နေတာဘလို့ဆက်ဆိုင်လဲရှင်းရှင်းလေးပဲဓာတ်ရဲ့ ratio ကြတယ်ဘာလဲဆိုရင်ကိုကရှိတဲ့ဟာနဲ့လုံနိုင်ပြီဆိုရင်ကိုကသူများကိုလည်းယုံနိုင်မယ်ဘာကြောင့်လဲဆိုရင်သူများကိုယုံခြင်းဆိုတာကကိုပိုင်ကိုယုံခြင်းနဲ့လို့ပြောတယ်ကိုယုံမှသူများကိုယုံနိုင်မှာသူများကိုယုံနိုင်ပြီဆိုတာကဘာကြောင့်လဲဆိုရင်ကိုမှာကခိုင်မြဲတဲ့အရာတစ်ခုရှိလို့ပဲခိုင်မြဲတဲ့အရာက strategy ဖြစ်တယ်အဲ့ဒါရှိမှာအဲ့ဒါကိုကျွန်တော်တို့အနုပညာတစ်ခုလို့လည်းခေါ်ပါတယ်။ဘာလဲဆိုရင်မြေပုံအခြေအနေမှာကိုယ့်ရဲ့အတွေးခေါ်လဲပါတယ်။ကိုယ့်ရဲ့အတွေးကဒီရဲ့မြေပုံမှာလည်းတက်ရောက်တယ်။နောက်ပြီးကျရင်အဲ့ဒီမြေပုံမှာတက်ရောက်တဲ့မြေပုံဆိုတဲ့အဲ့ဒီနေမြေအခြေအနေမှာတက်ရောက်တဲ့အချိန်မှာအဲ့နေမြေအခြေအနေကရှိတဲ့အရင်းမြစ်ရှိတဲ့အရာတွေအကုန်လုံးနဲ့ကိုကဒီနေမြေကိုပြန်ပြီးတော့အကျိုးပြုဖို့ရန်အတွက်လုံနိုင်ခြင်းအနုပညာအဲ့ဒါကအရေးကြီးတယ်။ခေါင်းဆောင်မှာရှိတဲ့အရာဟုတ်တယ်။အဲ့တော့ဘာလဲဆိုရင်အဲ့ဒီညမှာသူကယုံကြည်ခြင်းနဲ့သူကပြန်တိဆောက်လိုက်ပြီးခုနကတော့သူရဲ့ရှိတာလေးနဲ့လူအများကြီးဆိုတာထက်ပေါ့နော်သူရဲ့ community တခုတည်းမှာရှိတဲ့လူကိုသူကစုတယ်အဲ့ဒီစုတဲ့ထဲမှာလူတယောက်ချစ်စီရဲ့ idea တွေပဲဖြစ်ဖြစ်သူတို့ရဲ့အားသာချက်ကိုအသုံးပြုလိုက်တာပဲဖြစ်ဥပမာအနေနဲ့စက်ရုံတခုတိဆောက်မယ်ဆိုလို့ရှိရင်ကျမတို့စီမှာဘာမှမရှိဘူးဒါပေမဲ့ကျမတို့စီမှာတစ်ပင်တွေရှိမယ်ဆိုလို့ရှိရင်အဲ့တစ်ပင်တွေကနေကျမတို့သုံးပြုပြီးတော့စက်ရုံတွေကိုကျမတို့တည်ထောင်နိုင်တယ်ဆိုတဲ့သဘောမျိုးပဲဒါပေမဲ့ခုနကပြောတဲ့ trust တွေလို့တဲ့ trust တွေကနေဆက်အားသာချက်တွေဖြစ်တဲ့ခုနကမြေပေါ်အခြေခံဒီအားပေးတဲ့အရာတွေကရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေရှိလာပြီဆိုတာနဲ့ကျမတို့ကခုနက leadership skill ပြီးတော့အဲ့ဒီ leading လုပ်နေတဲ့ process ကမယိမ့်နိုင်တော့ဘူးလို့ကျမတို့ပြောနိုင်တယ်တခါတည်းရမှာကျမတို့ကအဲ့ဒီစကလုံးတွေကတခါတလေမှာတက်ချမ်းလို့နဲ့အဲ့လိုနည်းနည်းခံစားမိနေမယ်ဒါပေမဲ့တကယ်တော့ကျမတို့ဒီညမှာအကုန်လုံးကအဲ့ဒီຢာနဲ့ပတ်သက်ပြီးတော့တိုက်ပွဲဝင်နေရတဲ့လူတွေအများကြီးပဲခေါင်းဆောင်တွေအများကြီးပဲပေါ့နော်အဲ့တော့ကဲကျမတို့ရဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျမတို့အကုန်လုံးကဆိုလို့ရှိရင်ခေါင်းဆောင်ဆွဲရင်နဲ့ပတ်သက်ပြီးတော့တိုက်ပွဲဝင်နေရတာဖြစ်တယ်ဒီဘက်ကကျမတို့ကိုယ်တိုင်ရောတခြားသောခေါင်းဆောင်တွေရောသူတို့ရဲ့ PR တွေနဲ့သူတို့ဆက်လက်ပြီးရှင်သန်ကြတယ်ပဲအဲ့တော့ဒီနေ့မှာပို့ပြီးတော့ခိုင်ခန့်ပြီးကြစ်လက်တဲ့ခေါင်းဆောင်ချင်းအရေးအသွေးကိုနှလုံးရည်ထဲကနေကျမတို့ပြန်လဲပြီးတော့ train ပြီးတော့ပြန်လဲပြီးတော့တိဆောက်ဖို့ရင်တော့အရင်ရည်ကြီးတာဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီလောက်လေးပဲဆုံးသက်အောင်ဟုတ်နော်ကျေးဇူးတင်ပါတယ်